အခုထပ်ပြီးတော့တင်ပြရင်လည်းဒီတူပေါ့တချင်းရင်မိကတော့နည်းနည်းလေးစမ်းကြတယ်သူကနည်းနည်းစမ်းတစ်တယ်ပေါ့မမြင်ရတဲ့ကြိုးလေးတင်မိတဲ့နော်အဲ့ဒီကြိုးကမမြင်ရဘူးဘာလို့ပြောချင်တာလဲဆိုဇာန်ဝစင်ဆိုတဲ့ကြိုးမမြင်ရဘူးအကောင့်ထဲမရှိဘူးရုပ်ဝတ္ထုမရှိဘူးနော်ဒါမဲ့သူ့ကိုတိနဲ့ပြောင်းဖြတ်လို့မရဘူးနော်အသွင်ဘဝအထင်ကြီးမမြင်ရတဲ့ရင်ကကြိုးတင်မိတိုးဝင်တွေ့ငင်နွယ်အသွင်ရစ်ပတ်ချစ်တတ်တဲ့အသေးတွေညှိဆွဲတတ်တဲ့ဖို့တိအနေပြတ်ဖို့ဖြတ်လို့မလွယ်ချင်းစကားလေးတွေနော်မမြင်ရတဲ့ကြိုးလေးတင်မိငါတော့ကြည့်ပါအမှန်မတင်တန်ရောစင်တန်ရောစင်အသွင်ဘဝအထင်ကရမမြင်ရတဲ့ရင်ကကြိုးတမြင်တိုးရင်တွင်ငင်ຫນွယ်သွင်းရစ်ပတ်ချစ်တတ်တဲ့အသေးတွင်ညှိဆွဲတတ်သမို့ဒီကနေပြတ်ဖို့ဖြတ်လို့မလွယ်ခြင်းအသွင်ဘဝထင်ခရမမြင်ရတဲ့ရင်ကကြိုးတမြင်တိုးရင်တွင်ငင်ຫນွယ်သွင်းရစ်ပတ်ချစ်တတ်တဲ့အသေးတွင်ညှိဆွဲတတ်သမို့ဒီကနေပြတ်ဖို့ဖြတ်လို့မလွယ်ခြင်းတကယ်တော့လည်းခင်အတူရှင်လျှောက်လှမ်းရမယ်ဒီကနာမြေတွင်မပြေလွင်မချောမွေအပွေးကောက်ချောကဘာတွေနဲ့ပင်တကယ်တော့လည်းခင်အတူရှင်လျှောက်လှမ်းရမယ်ဒီကနာမြေတွင်မပြေလွင်မချောမွေအပွေးကောက်ချောကဘာတွေနဲ့ပင်တယောက်ချီခီးစခါနေလာမယ်ပင်ပြေးတွေ့ရင်ဆိုင်ရင်အချီမလိုက်နဲ့မရကြမည်ထင်အပြန်သွားမပြီးပြင်အမှန်အမှားမကြည်လင်ကံတရားတွေပင်စီရင်သုံးနာအဆုံးဖြတ်ပေးမှုခံယူရင်တန်ရောစင်မလေးချစ်သူခင်အသွင်ဘဝထင်ခရမမြင်ရတဲ့ရင်ကကြိုးတမြင်တိုးရင်တွင်ငင်ຫນွယ်သွင်းရစ်ပတ်ချစ်တတ်တဲ့အသေးတွင်ညှိဆွဲတတ်သမို့ဒီကနေပြတ်ဖို့ဖြတ်လို့မလွယ်ခြင်းလျှောက်လှမ်းရမယ်ဒီကနာမြေတွင်မပြေလွင်မချောမွေအပွေအကောက်ချောကဘာတွေနဲ့ပင်တကယ်တော့လည်းခင်အတူရှင်လျှောက်လှမ်းရမယ်ဒီကနာမြေတွင်မပြေလွင်မချောမွေအပွေအကောက်ချောကဘာတွေနဲ့ပင်ချီခီးစခါနေလာမယ်ဘေးပြေးတွေ့ရင်ဆိုင်ရင်အချီမလိုက်နဲ့မ
မှတ်ရကြမည်ထင်အပြတ်သွားမပြီးပြင်အမှန်အမှားမကြည်လင်ကံတရားတွေပင်စီရင်သုံးတဲ့အဆုံးဖြတ်ပေးမှုခံယူခြင်းတန်ရောစဉ်မှာလေးချစ်သူ